မင်္ဂလာပါခင်ဗျာကျွန်တော်တကြံနီးလာတဲ့ခါမှာတကြံသင်းလေးကိုကျွန်တော်တီးခတ်ပြီးတော့တင်ပြကြပါရခင်ဗျာကျွန်တော် keyboard လေးနဲ့အဲ့ဒီထဲမှာကျွန်တော်ရွေးချယ်ထားတဲ့သင်းလေးကယဉ်ကျေးတဲ့ပွဲလို့မမြင်ရတဲ့ရှင်ကိုကျွန်တော်တီးခတ်ပြီးတော့ဒိုးရီပိုင်းနဲ့ထည့်ပြီးတော့တင်ပြမှာပါခင်ဗျာကျွန်တော်တို့သူ့ရဲ့ intro လေးကတော့ဒိုတီဆိုဖာမီရေဒိုတီဒိုမီဆိုဖာဆိုဒီဒိုမီဖာဆိုဖာမီရေဒိုရေဒီဒိုမီဖာဆိုတီမီဖာဆိုလာဒီမီဖာဆိုလာဒီဒိုတီဖာဆိုမီရေဒိုဒီဒိုဘီပုံတူပုံတူပုံတူဘီပုံတူပုံတူဘီလုံးဘီတက်ဘီကြီးပေါ့နော်နောက်ကတော့နဘာနီပါပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်တိုးထည့်ရမှာပါအဲ့ဒါလေးကိုကျွန်တော်တီးခတ်ပါမယ်ခင်ဗျာပါခင်ဗျာဒါဆိုရင်ကျွန်တော်တို့အတန်ကို save တဲ့နေရာကိုကျွန်တော်ဖွင့်ထားပါပြီအဲဆိုလို့ရှိရင်သူက intro ကိုကျွန်တော်အရင်စပြီးတော့ရိုက်မှာပါခင်ဗျာ intro ဆိုတော့ကျွန်တော်က metro မှာ tempo 130နဲ့3ရွေးထားပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ကစပြီးတော့ melody လေးကို organ လေးနဲ့အရင်တီးပါမယ်ဒီမှာကျွန်တော်တို့ဘယ်လိုတီးမလဲဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြီးတော့ပြီတကန့်ပေါ့เนาะကျွန်တော်တို့เนาะအဲ့ဒါလေးကကျွန်တော်တို့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီမှာဖွင့်ကြည့်လို့ရပါတယ်အဲ့ဒါကိုကျွန်တော်ကဘာနဲ့ထပ်ပါမယ်ကျွန်တော်တို့နောက်တော့အတန်လေးလွင်တဲ့အတန်လေးတစ်တန်းနဲ့ထပ်ပါမယ်ဘယ်လိုထပ်မလဲဆိုတော့ကျွန်တော်အဲ့ဒီတန်လေးထပ်ပါမယ်အဲ့ဒါလေးဘယ်လိုထပ်မလဲဆိုတော့ကျွန်တော်ထပ်မှနေရတော့ဒီလိုလေးထပ်ပါမယ်သူကဆိုလို့ရှိရင်ကျွန်တော်တို့ကဒါနှစ်တန်ပေါင်းထားတဲ့ဥစ္စာလေးကိုကျွန်တော်တို့ရောပြီးဖွင့်ကြည့်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါကိုကျွန်တော်ကဘာလို့ချင်လဲဆိုတော့ကျွန်တော်ဝါစီးဝါရင်ထဲပါမယ်စီးဝါမှာတော့ဝါနဲ့သွားပါတယ်စီးမပါသေးပထမအချက်ကအဲ့ဒါလေးကျွန်တော်ထည့်ပါမယ်နော်အဲ့ဒါလေးကိုဘယ်လိုသွားမလဲဆိုတော့သူတို့လာကျွန်တော်